လက်ရှိအိန္ဒိယမှာကိုဗစ်တုန်းကလိုပဲလင်းတို့ကနေတစ်ဆင့်ပူတယ်နီပါဗိုင်းရပ်စ်ဆိုခေါ်တဲ့ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပွားနေတယ်ပေါ့နော်နိုင်ငံတချို့ကလေစိတ်တွေမှာလည်းဒီနီပါဗိုင်းရပ်စ်ရောဂါပိုးကိုစစ်ဆေးနေကြတယ်ဆိုတော့ဒီနီပါဗိုင်းရပ်စ်ပိုးဆိုတာကဘယ်လိုကူးစက်တာလဲစိုးရင်ရလားပြီးတော့ဒီအရင်တုန်းကကိုဗစ်ရောဂါတုန်းကလိုမျိုးပဲပေါ့နော်တစ်ကမ္ဘာလုံးကူးစက်ပြန့်နှံ့နိုင်လားဆိုတဲ့အကြောင်းအရာတွေကိုဒီနေ့ပြောပြသွားမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံးနီပါဗိုင်းရပ်စ်ဆိုတာကဘယ်ကနေကူးစက်နိုင်လဲပေါ့နော်ထုံးစံအတိုင်းဒီအလုံးသိကြရတယ်ယောဂပိုးမျိုးစုံစစ်ဆောင်ထားတယ်ဒီ flu bat လို့ခေါ်တဲ့လင်းတို့တွေကနေကူးစက်နိုင်တာပဲဖြစ်ပါတယ်လူတွေစီကိုကူးစက်ဖို့ဆိုတာကတော့နီလန်2မျိုးနဲ့ကူးစက်နိုင်တယ်ပေါ့နော်ပထမတစ်မျိုးကတော့ဒီဝက်ကနေတစ်ဆင့်ကူးစက်တာပဲဖြစ်ပါတယ်လင်းတို့တွေစားပြီးတော့ကြံတဲ့အစာအကျွင်းကြံတွေကိုဝက်တွေကစားပြီးသွားမယ်အဲ့ဒီဝက်တွေကိုလူတွေကပြက်ပြီးစားပြီးသွားမယ်ဆိုရင်လူတွေစီကိုကူးစက်နိုင်တယ်ပေါ့နော်နောက်တစ်နည်းကတော့လူတွေချင်းချင်းကူးစက်တာပဲဖြစ်ပါတယ်ကူးစက်ခံထားရတဲ့လူကဒီနှာချေလိုက်တာချောင်းဆိုးတာတွေထွက်လာတယ်အမုံမွားတွေတွေတွေစားတွေကနေလူအချင်းချင်းလည်းကူးစက်နိုင်ပါတယ်ဒီလိုယောဂပိုးကူးစက်ခံပြီးဆိုရင်ဘယ်လိုမျိုးယောဂလက္ခဏာတွေနဲ့လာတက်လဲပေါ့နော်အဲ့ဒီအကြောင်းကိုဆက်ပြီးပြောပြသွားပါမယ်ယောဂပိုးကူးစက်ခံပြီးဆိုရင်ကူးစက်ခံရတဲ့လူရဲ့ကိုယ်ခံအားပေါ်မူတည်ပြီးတော့တစ်ပတ်နှစ်ပတ်ကနေတစ်လအထိပေါ့နော်ဘာယောဂလက္ခဏာမှမပြပဲရှိနေတတ်ပါတယ်အဲ့နောက်ပိုင်းမှာတော့ဖျားတာခေါင်းကိုက်တာခြေလက်တွေကြွက်သားတွေနားတာလေချောင်းနာတာအန်နာမူရဝေတာတို့ဖြစ်လာတတ်ပါတယ်နောက်ဆုံးလုံးဝအခြေအနေဆိုရင်တော့အုံနောက်အမီးရောင်းတာဒီအသက်ရှူလမ်းကြောင်းကိုထိခိုက်ပြီးတော့ပေါ့နော်အသက်သေဆုံးတဲ့ဒီဖြစ်စင်နိုင်ပါတယ်ဗျပြီးတော့အခုဒီနီပါပိုင်းရက်ဆိုရယ်တည်တံ့ထုတ်ထားတဲ့ကုသဆေးကာဝယ်ဆေးလုံးဝမရှိသေးပါဘူး symptomatic treatment ပဲပေးလို့ရသေးရပေါ့နော် symptomatic treatment ဆိုတာကဒီဖြစ်တဲ့ယောဂလက္ခဏာပေါ်မူတည်ပြီးတော့သက်သာကုသတာပဲဖြစ်ပါတယ်ဥပမာဒီဖျားနေရဆိုရင်အဖျားကြာသေးပေးတာဒီကိုယ်ရလက်တွေကိုက်ခဲနေရဆိုရင်ကိုက်ခဲပျောက်ဆေးပေးတာအဲ့လိုမျိုးပဲကုသပေးလို့ရသေးရပေါ့နော်အဲ့ဒါမျိုးကုသမခံရသေးခင်တည်းကကြိုတင်ကာဝယ်နိုင်တာတော့အကောင်းဆုံးပဲဖြစ်ပါတယ်ကာဝယ်ဖို့ဆိုရင်တော့လင်းတို့တွေရှိတယ်ကြောက်ကူတွေရှိတဲ့နေရာစီကိုခီးသွားတာမျိုးတွေရှောင်ရမယ်မတ်စတာမယ်လက်တခြားဆေးမယ်ကိုယ်ကစနစ်ကောင်းပေါ့နော်ဒီအာဟာရပြေဝတဲ့အစားအစာတွေစားပေးမယ်ဒီအိတ်ချိန်ကိုပေါ့နော်ဒီဝဝလင်းအိတ်ဆက်အနားယူမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီပါဗိုင်းရပ်စ်ကိုဒီမကူးစက်ပေါ့နော်တတ်နိုင်ဆုံးကာဝယ်နိုင်မှာပဲဖြစ်ပါတယ်ဒီရောဂါကသေလဲသေစေနိုင်တယ်ကုသမဲ့ဆေးလည်းမရှိသေးဘူးဆိုပြီးတော့အရင်ဆေးဖို့ကြတော့မလိုသေးပါဘူးတကယ်ကတော့အခုဒီပါဗိုင်းရပ်စ်ဆိုတာကအခုမှဖြစ်တာမဟုတ်ဘူးပေါ့နော်တခြားအရင်တုန်းကလည်းဒီဘင်္ဂလားဒေ့ရှ်တို့မလေးရှားတို့အိန္ဒိယတို့မှာလည်းဖြစ်ခဲ့ဘူးတဲ့အဲတုန်းကလည်းတခြားထိန်းချုပ်ကုသနိုင်ခဲ့တယ်ပေါ့နော်အခုဒီ2026အိန္ဒိယမှာဖြစ်တာမှာလည်းဒီယောဂပိုးရှိရလို့ဒီကိုဖန်တဲ့လူနာက2ယောက်ပဲရှိရပေါ့နော်သူတို့နဲ့ထိတွေ့မိရဲ့လူတွေကိုဒီစစ်ဆေးတာမှာလည်းယောဂပိုးမရှိဘူးလို့သိရတယ်။တခြားထိချုပ်ထားနိုင်တဲ့အခြေအနေဖြစ်တယ်ပေါ့နော်။ဒီထိုင်းတို့တခြားဒီလေစိတ်တွေမှာယောဂပိုးစစ်တယ်ဆိုတာကလည်းလူတင်ကာဝယ်တဲ့အနေနဲ့ပဲပေါ့နော်။အရင်စိတ်ပူကြမလို့ပါဘူး။ကဲဒီနေ့ပြောသွားတာတွေကိုပြန်ချုပ်အောင်မယ်ဆိုရင်ဒီပါဗိုင်းရပ်စ်ဆိုတာကအသက်သေဆုံးတဲ့ဒီဖြစ်စေနိုင်တယ်။ကုသသေးလည်းမရှိသေးလို့ကာဝယ်သေးလည်းမရှိသေးတာအမှန်ပေမဲ့ဒီအခုလက်ရှိပေါ့နော်ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာရှိတယ်အဲ့ဒါမို့လို့ကိုတခြား view site ပြီးတော့ကိုခါစနစ်ကောင်းအောင် view site နေမယ်ဆိုရင်အရင်စိတ်ပူကြမလို့ပါဘူးဗျကဲအဲ့ဒါဆိုဒီပါပိုင်းရက်ဆန်ပတ်သက်လို့တခြားလေးနားလည်သွားပြီးတော့ယုံကြည်ပါတယ်ဒီပါပိုင်းဆိုတာကအခုလက်ရှိဖြစ်ပွားနေတဲ့ဒီယောဂတစ်မျိုးမို့လို့ပေါ့နော်တခြားသူလည်းသိသွားအခုဗီဒီယိုလေးကို share သွားပေးပါအောင်နော်အဲ့ဒါဆိုဒီတော့ပါပဲနောက်နေ့မှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျမရဲ့ဘူးသူရရည်နဲ့တို့ပြန်လာခဲ့ပါမယ်နော်